ချစ်ဖို့ကောင်းတယ်လှတယ်နိုင်ငံခြားဘိုက်ရရောမြန်မာနဲ့တင်ကိုရီးယားဂျပန်နဲ့တွေ့တာပေါ့နိုင်ငံခြားဘိုက်ရအဲ့တော့ဘယ်လိုမင်းချင်းမျိုးမှာပါလဲရှုတ်တိုက်ပေါ့ ရှူတိုက်သူတို့လေးယောက်ရဲ့ကြိုးစားမှုကျမရဲ့ဆုံးဖြတ်ချက်ကတော့တယောက်တည်းဟုတ်ကျွန်တော်လိုက်တော့ကျတော့ရမ်းမဆိုရင်သူပါလေကြက်တယ်လဲဆိုတော့အရင်ဆုံးစုံစမ်းလိုက်တော့ဘယ်ရပါကြိုက်တာကြောင်လေးကြိုက်တယ်အဲ့တော့ကြောင်လေးချက်တာအဲ့တော့ချက်တော့ကြောင်လေးနဲ့ကြောင်လေးကြိုက်တယ်ကြောင်လေးကိုလည်းကြိုက်တဲ့ကြောင်ပြောရင်းနဲ့intro ဝင်လိုက်တာကျမရဲ့ရွေးချယ်မှုကကျွန်တော်ကလေးဆိုလေ level 0ပေါ့0ပေါ့အကိုရောပဲကြော်နိုင်မယ်နော်ဒါပေမဲ့အကောင်းဆုံးတော့စူးစမ်းခဲ့ပါတယ်dating show အရင်ကလည်းကျွန်တော်မရိုက်ဘူးလေ reality show လေးဖြစ်တော့နည်းနည်းလေးတော့လို့အသက်ဆန်းလေးတော့ဖြစ်ပါတယ်တည်ရမလားအဲ့လိုအားကြောင့်မို့လဲအတွေ့အကြုံအသစ်တွေလို့အသက်ဆန်းတွေခံစားရအောင်လို့အဲ့လိုရိုက်ဖြစ်သွားတာပါကျွန်တော်လည်းအတူတူပါပဲအဲ့လိုရှေ့ရိုက်ဘူးလားရိုက်ဘူးဗျ reality show က romance ကိုမရိုက်ဘူးပေါ့ဒါပထမဆုံးရိုက်တာနော်စကြတဲ့ဘွားကိုပြောပါလို့ဗျာကမ္ဘာလေးတရားကိုဝိုင်းလိုက်ရတာဆိုတော့လေဟို romance တခြား survival game တွေကျတော့လည်းလွယ်ဒါကြောင့်ကျွန်တော်တို့လည်းအသက်လည်းကြီးတော့လည်းဖတ်တယ်ဒီရောက်မှာဘယ်လိုဆရာမကလဲကွန်မီနီကမောဟုတ်ပါဘူးကွန်မီနီကရောပြပါဘယ်လိုခုတည်းစီးကြောကျွန်တော်ကလေးဆိုလေ level 0ပေါ့0ပေါ့အကိုရောပဲကြော်နိုင်မယ်နော်ဒါပေမဲ့အကောင်းဆုံးတော့စူးစမ်းခဲ့ပါတယ်ဟုတ်ကျွန်တော်လိုက်တော့ကျတော့ရမ်းမဆိုရင်သူပါလေကြက်တယ်လဲဆိုတော့အရင်ဆုံးစုံစမ်းလိုက်တော့ဘယ်ရပါကြိုက်တာကြောင်လေးကြိုက်တယ်အဲ့တော့ကြောင်လေးချက်တာအဲ့တော့ချက်တော့ကြောင်လေးနဲ့ကြောင်လေးကြိုက်တယ်ကြောင်လေးကိုလည်းကြိုက်တဲ့ကြောင်ပြောရင်းနဲ့intro ဝင်လိုက်တာဟောအဲ့ဒီဘာလို့ဆုံးနေတာစုံစမ်းမှရအောင်ပါတယ်နော်မောင်လေးတက်ကနစ်ကောမောင်လေးတက်ကနစ်ကောမောင်လေးဒီတိုင်းပဲခလေးဆိုလေကလေးဆိုဒဲပဲပေါ့ technique မရှိဒဲပဲပေါ့ဖြူစင်ဆုံးပေါ့ခစ်လူငယ်ဆိုဒဲပဲတွယ်ဝိုင်းမနေဘူးပေါ့ဖွဲ့ရမှာအငယ်ဆုံးလေးလားဟုတ်ဖွဲ့ရမှာအငယ်ဆုံးဘယ်လောက်ထိကိုစူးစမ်းခဲ့ရလဲအကိုရီကိုကြော်နိုင်မှုအတွက်ကိုရီတွေ့ကြုံနူရယ်ဆိုတော့အကိုရီကြော်နိုင်ဖို့ကကျိုးရခဲ့ပါရဲ့ဒါပေမဲ့လေတွေ့ကြုံပါပဲဒါလေးရောက်တယ်မှာကိုအဲ့လိုပေါ့နော် line မမီဘူးထင်ရတဲ့မင်းသားရှိတာအဲ့လိုမှမရှိပါပုံမှန်တော့အတူပါပဲတူပါချစ်စရာကောင်းပါစာပေနဲ့တူချစ်စရာကောင်းပါချစ်ဖို့ကောင်းတယ်လှတယ်နိုင်ငံခြားဘိုက်ရရောမြန်မာနဲ့တင်ကိုရီးယားဂျပန်နဲ့တွေ့တာပေါ့နိုင်ငံခြားဘိုက်ရအဲ့တော့ဘယ်လိုမင်းချင်းမျိုးမှာပါလဲရှုတ်တိုက်ပေါ့ရှူတိုက်အနေအေးတယ်သူကကျွန်တော်တို့အမြင်ပေါ့နော်ဟိုလည်း introversion နဲ့လို့ချက်တော့ဘယ်နဲ့ try ရတော့ဒါလည်းယောက်ျားလေး၄ယောက်ရွေးချယ်ရဆိုတော့သူလည်းတေချာဟိုဖြစ်နေတာပို့ပြီးတော့ပို့ခတ်တာပေါ့လို့ရွေးကြတော့ဒီကပုံရကြမ်းနေနေတို့ကြိုင်ရွေးမှာပေါ့တို့ကြိုင်ရွေးရဆိုလည်းရွေးရပဲကျွန်တော်ဒီ show like ကရိုက်တာလေလို့ off for ဆိုရဲ location လေးတွေရောနော်အကုန်လုံး romance တွေရိုက်တာရှိပါတယ်ဒီ dating show လေးထွက်လာရင်နော်အားပေးကြပါဦးလို့နော်ကြည့်ပါတယ်